လူတွေဟာဆင်းရဲမွေးတည်တဲ့လူတွေရဲ့စကားကိုနားထောင်တဲ့နယ်လို့ဘယ်သူမှမမှတ်ထင်ဘူးတဲ့။ဆင်းရဲသားတယောက်ကပြောတဲ့စကားအလွန်နွမ်းပါတဲ့လူတယောက်ကပြောတဲ့စကားဘယ်သူမှဂရုမစိုက်ဘူးတဲ့။ဒါအမှန်ပဲမို့လား။ဆင်းရဲတဲ့လူရဲ့စကားကိုဘယ်သူမှဂရုမစိုက်ပါဘူးတဲ့။နားထောင်တဲ့နယ်လို့ဘယ်သူမှမမှတ်ထင်ဘူးတဲ့။အဲ့ဒါလိုပဲတဲ့ပိုက်ဆံတွေဘယ်လောက်ရှိရှိပစ္စည်းတွေဘယ်လောက်ပဲချမ်းသာသူများကိုဘာမှမပေးနိုင်ဘူးဆိုတဲ့လူရဲ့စကားကိုလည်းဘယ်သူမှနားထောင်တဲ့နယ်လို့မမှတ်ထင်ပါဘူးတဲ့။ဆင်းရဲသားနဲ့အတူတူပဲ။နှမျောတဲ့လူဟာဆင်းရဲသားနဲ့အတူတူပဲသဘောကျတယ်ဦးစင်းကဟုတ်တယ်လေအဲ့တော့ဟိုလူကလည်းသူ့ကိုဘာလို့ပြီးဆိုင်မလို့ကိုတမင်းကိုရှာသားနေတဲ့ကိစ္စသူ့သူရှိတာကိုဘာမှလာပြီးတော့အကျိုးမှမပြူပဲကိုသူမိုးထီရှိလို့နေဘယ်သူမှမပေးဘူးဆိုမှတော့အဝင်းကျင်ကသူပြောတဲ့စကားကိုလိုက်နာတဲ့စကားလို့မှတ်ထင်စရာအကြောင်းမရှိဘူးတဲ့စဉ်းစားတရားလေးကောင်းတယ်ဟုတ်လားဒါကြောင့်မလို့သူဟာလောကရဲ့ပုံမှာပေကံခြင်းကိုလိုရှိတဲ့ပုဂ္ဂိုလ်ကိုပေကံခြင်းဖြင့်ချီးမြှောက်တယ်ချစ်ဖွယ်စကားပြောကြခြင်းကိုလိုရှိတဲ့ပုဂ္ဂိုလ်ချစ်ဖွယ်စကားပြောကြခြင်းဖြင့်ချီးမြှောက်တယ်အကျိုးစီးပွားဆောင်ရွက်ပေးတာကိုလိုရှိတဲ့ပုဂ္ဂိုလ်ကိုအကျိုးစီးပွားဆောင်ရွက်ပေးခြင်းဖြင့်ချီးမြှောက်တယ်ကိုယ်နဲ့တန်းတူထားပြီးတော့ဆက်ဆံတာကိုလိုရှိတဲ့ပုဂ္ဂိုလ်ကိုတန်းတူထားပြီးတော့ဆက်ဆံပေးတယ်တဲ့